ပင်လယ်ပြင်ကရေနံစင်ပေါ်မှာအလုပ်လုပ်ရတဲ့ဘဝအကြောင်းကိုတင်သိပါသလားဒါကကဘာပေါ်မှာအနေရရှိဆုံးအလုပ်တွေကတစ်ခုဖြစ်ပါတယ်အလွန်မင်းပူပြင်းတဲ့အပူရှိန်ဒါမှမဟုတ်အေးခဲနေတဲ့မုန်တိုင်းတွေကြားထဲမှာတနေ့ကို10နှစ်နာရီကြာပြင်းထန်တဲ့လုပ်အားတွေကိုပေးဆက်ရတာပါဖိတ်စင်နေတဲ့ရေနံတွေကိုတန်ရှင်းရေးလုပ်ရတာလေးလံတဲ့တမဏိပိုက်ကြီးတွေကိုတည်ယူရတာနဲ့လက်တွေထုံကျင်လာတဲ့အထိကုန်းပတ်ပေါ်ကတန်ကြီးတွေကိုခွာထုတ်ရတာမျိုးတွေလုပ်ဆောင်ရပါတယ်အကယ်၍တင်ကတွင်းတူးစင်ကျမ်းပြင်ပေါ်မှာယာရူးတိုးသွားမယ်ဆိုရင်တော့အလုပ်ကဒီထက်ပိုပြီးပြင်းထန်လာမှာဖြစ်ပါတယ်ခြေထောက်အောက်ကရေနံစင်တစ်ခုလုံးတုံခါနေတဲ့အချိန်မှာလေးလံတဲ့ဆက်ရနေရကြီးတွေနဲ့တန်ကြိုးကြီးတွေကိုနှစ်ပန်းလုံးနေရတယ်လို့မျိုးကင်တွေရတာပါအမားတစ်ခုခုလုံးမိတာဒါမှမဟုတ်တန်ကြိုးတစ်ချောင်းပြတ်ထွက်သွားတာနဲ့တင်စက္ကန့်ပိုင်းတွင်းမှာတင်းရဲ့ခြေလက်အင်္ဂါတစ်ခုခုဆုံးရှုံးသွားနိုင်ပါတယ်ဒါပေမဲ့အကြောက်စရာအကောင်းဆုံးအလုပ်ကတော့ရေနံစင်ရဲ့အောက်ခြေမှာရှိနေတာပါရေအောက်ခေစောသမားတွေကရေနံစင်ရဲ့ကြီးမားတဲ့ထောက်တိုင်တွေကိုပြုပြင်ဖို့အတွက်အေးခဲပြီးမောင်မီးနေတဲ့ရေအောက်ပေပေါင်းရာချီထိငုံရှို့ရပါတယ်တင်အလုပ်လုပ်နေရတဲ့နေရာကဘယ်လိုနေရာမျိုးလဲဆိုတာကိုလည်းမမေ့ပါနဲ့ဦးငါးမန်းတွေပြည့်နေနေတဲ့သမုဒ္ဒရာအထက်ပေပေါင်းရာချီမြင့်တဲ့နေရာမှာချိတ်ဆွဲထားတဲ့ချင်းတောင်းတွေပေါ်မှာအလုပ်လုပ်ရတာပါဖိုးဆိုးတာကတော့အလုပ်သမားတွေကငါးမန်းတွေကိုအစာကျွေးလေးရှိတာကြောင့်ရေထဲကိုတစ်ခုခုကျသွားတာနဲ့တိုက်ခိုက်ဖို့ငါးမန်းတွေကိုလေ့ကျင့်ပေးထားသလိုဖြစ်နေပါတယ်ဒါပေမဲ့ဒီအလုပ်ရဲ့ခံစား권တွေကတော့မယုံနိုင်စရာကောင်းလာပါတယ်တင်ကတစ်နှစ်မှာ6 လက်တိတိအနားယူခွင့်ရရှိမှာဖြစ်ပါတယ်တဲ့အတွက်တီးတန့်ခန်းရုပ်ရှင်ရုံအားကစားခန်းမနဲ့ဂိမ်းစောတဲ့အခန်းတွေအပြင်လေရင်လက်မှတ်ကအစအမဲသားတုံးကင်တွေအထိအရာအလုံးကိုအခမဲ့စီစဉ်ပေးထားတာပဲဖြစ်ပါတယ်